အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားဟာအရောဓအဲ့ဒီအရောဓဆိုတဲ့မေတ္တာတရားသည်ဒေါသဆိုတဲ့တရားကိုဖယ်ရှားပြစ်နိုင်ပါတယ်တဲ့ဒါဖြင့်မေတ္တာဘာဝနာဘယ်လိုပွားရမလဲလို့ဆိုလို့ရှိရင်ကိုအရင်အာယုံစိုက်ကြည့်လိုက်လူတိုင်းဟာကိုရှေးဥစွာအာယုံထားလေးရှိကြဒါကြောင့်မလို့မေတ္တာပို့တဲ့ထဲမှာအဟံအဝေရောဟောမိငါရန်ကင်းမရစေအပြပစ္စောဟောမိဆင်းရဲကင်းမရစေအာနိကောဟောမိဒုက္ခတွေကင်းမရစေဒုက္ခိအတ္တနံပရိဟရာမိချမ်းသာဒုက္ခချမ်းသာတာခန္ဓာကိုယ်ကြီးရဲ့ဝန်တွေကိုရွတ်ဆောင်မရစေလို့ကိုရှေးဥစွာအာယုံပြုတ်ပြီးတော့ကြည့်လိုက်ပြီးတဲ့အခါအေးငါရန်ကင်းခြင်းနဲ့ကြောင်းကြခင်းခြင်းနဲ့ဆင်းရဲခင်းခြင်းနဲ့ချမ်းသာတာဖြစ်ခြင်းနဲ့ဆိုတာလိုပဲငါပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာလည်းပဲဒီလိုပဲဆန္ဒရှိကြမှာပဲလို့မေတ္တာအခြေပြိုးနိုင်အောင်အဲ့လိုစိတ်ကအာယုံပြုတ်လိုက်တဲ့အခါကိုယ်စိတ်လေးကနူးညံ့လာတဲ့အတွက်ကြောင့်အများကျိုးလိုလားတဲ့စိတ်ကလေးပေါ်လာတဲ့အခါမှာအလုံးသတ္တဝါတွေကအစဉ်ပြေကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေဆိုတဲ့ကိုနှစ်သက်တဲ့အသုံးကလေးနဲ့ကိုနှစ်သက်တဲ့အတွေးကလေးနဲ့အများသတ္တဝါတွေချမ်းသာပါစေဆိုတဲ့ဒီစိတ်ဓာတ်ကလေးထပ်တလဲလဲဖြစ်အောင်လုပ်တာကိုမေတ္တာပွားတယ်လို့ခေါ်တယ်အေးမေတ္တာဆိုတာ၃မျိုးရှိတယ်ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာကာယကံမေတ္တာလို့ဆိုတာလမ်းသွားရင်ဆူညောင်းခလုတ်တွေတွေ့ရင်ဒီဆူညောင်းခလုတ်နဲ့မမြင်လို့တက်နေမိရင်ဒုက္ခရောက်လိမ့်မယ်ခလုတ်မထီဆူမကြည့်ကြပါစေနဲ့ဆိုဖယ်သွားတယ်ဒါအားလုံးကိုမေတ္တာထားတယ်လို့ခေါ်တယ်နော်လမ်းမှာတစုံတစ်ခုတွေ့လို့လူတွေထိခိုက်ပါဆိုရင်ရှင်းပေးသွားတယ်ဒါကာယကမေတ္တာလို့ခေါ်တယ်ဝစီကမေတ္တာဆိုတာလူတယောက်ကိုကြည့်ဒီလိုအလုပ်မျိုးမလုပ်ကြနဲ့ဒီလိုအတွေးမျိုးမတွေးကြနဲ့ကိုယ်မိတ်ဆွေတွေဒုက္ခမရောက်ရအောင်ပြောတယ်ကူညီတယ်စောင့်ရှောက်တယ်ဆုံးမတယ်အကြံပေးတယ်ဒါဝစီကမေတ္တာလို့ခေါ်တယ်ချမ်းသာကြပါစေလို့နှုတ်ကမြတ်တယ်မနောကမေတ္တာဆိုတာကြတော့ခုနအလိုစိတ်ထဲမှာဖြစ်အောင်လုပ်တာအဓိကကတော့မေတ္တာဘာဝနာပွားတယ်ဆိုတာမေတ္တာမနောကံကိုပွားခိုင်းတာစိတ်ထဲမှာတတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့စိတ်ကိုအမြဲတမ်းစင်စစ်မပြတ်မိမိတဏ္ဍာမှာဖြစ်အောင်လုပ်ခြင်းဖြစ်ရင်တဲ့နှလုံးထဲမှာရှိတဲ့ဖြစ်ပေါ်လာတတ်တဲ့ဒေါသတရားကိုဖယ်ရှားပြစ်နိုင်ပါတယ်ကောင်းပြီအဲ့ဒီဒေါသဆိုတာအကြောင်းမဲ့ဖြစ်တာလားဘာကြောင့်ဖြစ်တာလဲလို့တွေးကြည့်သူ့မှာလည်းအကြောင်းရှိတယ်အကြောင်းကဘာတော့ဆိုလို့ရှိရင်ဒေါသဖြစ်เสียအာယုံကဒေါသဖြစ်เสียအတွေးဒေါသဖြစ်เสียအာယုံကတစ်ခုအဲ့ဒီအတွေးနဲ့အာယုံပေါ်မှာမသိမတင်စိတ်ထဲမှာတွေးတောကြံစီမှုကတစ်ခုလို့စာလို့ပြောလို့ရှိရင်အာဂတဝတ္ထုမကျေနပ်တဲ့စိတ်ထဲမှာခံမြင်တဲ့အကြောင်းအရာကတစ်ခုမသိလျော်တဲ့အတွေးမုန်းတီးတဲ့အတွေးတွေးမှုကတစ်ခုလို့အဲ့ဒီအကြောင်းနှစ်ခုကြောင့်ဒေါသဆိုတာဖြစ်လာဒါကြောင့်မို့လို့ဒေါသဖြစ်ခြင်းအကြောင်းကိုအာဂတဝတ္ထု၉မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်အာဂတဝတ္ထု၉မျိုးဆိုတာအလွယ်လေးမှတ်ချင်လို့ရှိရင်အာဂတဝတ္ထု၉မျိုးဆိုတာဘာလဲလို့ဆိုရင်ရှင်တဲ့နှလုံးထဲမှာမုန်းတီးမှုတွေကိုသိမ်းထားဖို့အကြောင်းတွေကဘယ်လိုအတွေးတွေနဲ့သိမ်းထားကြတာတော့ဆိုရင်လူတွေဟာလူတယောက်ကိုမုန်းပြီဆိုလို့ရှိရင်ဘယ်လိုတွေးပြီးမုန်းတာတော့အမျိုးမျိုးတော့ရှိမှာပေါ့သို့တော့စာကဆိုတာအလုံးခြုံမိအောင်ပြထားတယ်ဒီလူဟာငါရဲ့အကျိုးမဲ့ကိုအရင်ကလည်းလှုပ်ခဲ့ဘူးတယ်အခုလည်းလှုပ်နေတုံးပဲနောက်လည်းလှုပ်အောင်မှာပဲသုံးဖို့နော်ဒီလူဟာငါရဲ့အကျိုးမဲ့ကိုအရင်ကလည်းလှုပ်ခဲ့တယ်အခုလည်းလှုပ်နေတုံးပဲနောက်လည်းလှုပ်အောင်မှာပဲ
ဒီအတွေ့တစ်မျိုးမျိုးဟာဒေါသကိုဖြစ်ပွားစေတယ်နောက်တစ်ခုကဒီလူဟာငါနဲ့ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးမဲ့ကိုအရင်ကလည်းလုပ်ခဲ့ဘူးတယ်အခုလည်းလုပ်နေတော့မယ်နောင်လည်းလုပ်အောင်မှာပဲသုံးခုဒီအတွေ့တွေဟာဒေါသကိုဖြစ်ပွားစေတတ်တဲ့အတွေ့တွေနောက်တစ်ခုကဘာလို့ဆိုရင်ဒီလူဟာငါနဲ့မတည့်တဲ့ငါရန်သူရဲ့အကျိုးတွေကိုအရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတော့မယ်နောင်လည်းလုပ်အောင်မှာပဲဆိုတဲ့အတွေ့ပေါင်းလိုက်တဲ့အခါကျတော့ကိုယ်ကိုရှိတယ်ဒါစဉ်းစားကြည့်ပေါ့ကိုယ်တဏ္ဍာမှာဒေါသဖြစ်လာရင်အဲ့ဒီထဲပါမပါစဉ်းစားကြည့်နောက်တစ်ခုထပ်ထည့်လိုက်ပဲအဋ္ဌာဏကောပဆိုတာရှိသေးတယ်အဋ္ဌာဏကောပဆိုတာရှိသေးတယ်အရာမဟုတ်တဲ့နေရာမှာလဲလူကစိတ်ဆိုးတတ်တယ်တဲ့နော်ဘယ်လိုစိတ်မဆိုးရမယ့်နေရာလဲစိတ်ဆိုးတယ်ဘယ်လိုနေရာတော့ဆိုရင်လမ်းသွားရင်ခလုတ်တိုက်ခြေတော့နာသွားတဲ့အခါကျတော့အဲ့ဒီခလုတ်ကြီးတိုက်ရကောင်းလားဆိုပြီးခလုတ်ကိုအဲ့ဒါဒုံနဲ့ရိုက်တယ်နော်နေပူလို့ဆိုပြီးတော့စိတ်ဆိုးပြီးတော့နေကိုကြိတ်သေးတယ်ဒီလိုကလည်းရှိသေးတယ်နော်ဘုန်းကြီးတို့ငယ်ငယ်တုန်းကကြားဘူးတယ်တခါကြီးတယောက်မနက်ဆင်တယ်မနက်ဆင်တော့လေရတိုက်လေတိုက်လိုက်မနက်ဆင်လေးကမချီရခင်ပြုတ်ထွက်သွားလိုက်ကြာတော့စိတ်ဆိုးတော့အနာရရှိတဲ့ဓမ္မနဲ့လေကိုထရန်အဋ္ဌာဏကောပလို့ခေါ်တယ်လေနဲ့လည်းရာဖြစ်တာပဲလူကတခါကြီးတယောက်ကတော့မြေကျောင်းမှာနေတာကိုပညာကိုဆန်တက်တဲ့အခါကျတော့လေတိုက်လို့ရှိရင်ရွက်ကလေးထောင်ဆန်တက်သက်တာတယ်အသာလေးပက်တဲ့လေးနဲ့နောက်ကနေပြီးတော့ချိတ်ပြီးအသာလေးလိုက်သွားလူကသက်တာအဲ့လိုမဟုတ်ဘူးမြေရည်စီးကလည်းတန်တယ်လေကလည်းမတိုက်ဘူးဆိုတဲ့အခါကျတော့ဘာလို့ရတော့ကုန်းပေါ်တက်ကျိုးနဲ့လှေဥကိုချီပြီးတော့လှေကြီးကိုဆွဲသွားလော်တက်လို့မရဘူးကျိုးနဲ့ဆွဲပြီးတော့ကဘာတစ်လျှောက်လုံးကုန်းယုံပြီးတော့အဲ့ဒါသွားအဲ့ဒီလိုနီးနဲ့ဆန်းလာတာရွာနာရောက်ပြီဆိုတော့လေကဖြူဖြူနဲ့တိုက်လာတဲ့အခါကျတော့စိတ်တူလာတယ်ပေါ့ငါတလန်းလုံးဒီလေကိုမျောလာတာမတိုက်ဘူးခုမှတိုက်ရကောင်းလားလို့ဆိုပြီးတော့ရွက်ထောင်ပြီးတော့ရွာကျော်ဆန်တက်သွားတယ်ခုမှတိုက်တာကဲတိုက်ဆန်းဟာဆိုပြီးတော့ရွာကျော်ရွက်တိုက်ဆိုတာအဲ့ဒါပြောတာပဲစိတ်တူပုံတွေပြောပါတယ်လူတွေကအဲ့ဒါလိုပဲအမျိုးမျိုးစိတ်တူတယ်အဲ့ဒါမျိုးကြတော့အဋ္ဌာဏကောပလို့ခေါ်တယ်အကြောင်းမဲ့စိတ်တူတာဒေါသဆိုတာအမျိုးမျိုးပဲနော်ဘယ်ဒေါသပဲဖြစ်ဖြစ်ရင်နဲ့နှလုံးထဲဖြစ်လာလို့ရှင်အမုန်းတရားနဲ့တဘာဝကိုဖျက်ဆီးထတဲ့ဒေါသမျိုးဖြစ်သည့်အတွက်ကြောင့်အယုတ်ဆိုးကြီးတန့်စေတတ်တာကြီးပဲအကုန်အဲ့ဒီဒေါသတရားတွေကိုမေတ္တာနဲ့ဖယ်ရှားပြစ်နိုင်မှမေတ္တာမထားနိုင်ဘူးဆိုလို့ရှိရင်အရာရာကိုအဲ့ဒါသိခံခွင့်လွှတ်ခြင်းမရှိဘူးဆိုလို့ရှိရင်ဒေါသတရားမိမိတို့တဏ္ဍာမှာဖြစ်လာမှာပဲဖြစ်လာလို့ရှိရင်ဒုဒေါသကဖန်တီးလိုက်တဲ့ဘဝရုပ်ပုံလွှာသည်အယုတ်ဆိုးအကြီးတန်တာတွေဖြစ်လာတယ်မြတ်စွာဘုရားကမန္လိကမိဘုရားကြီးရဲ့မေကွန်မန္လိကမိဘုရားကြီးကဘာကြောင့်အယုတ်ဆိုးတယ်ဆိုတာ သူ့ဘဝသူ့အကြောင်းကို तू သိကျင်လို့မေးတာမေးတော့ तू သဘောပေါက်သွားတယ်ဒါဖြင့်ဘဝရောက်လာတဲ့အခါမှာဆင်းရဲမွဲတေတာတို့ဟုတ်လားအယုတ်ဆိုးအကြီးတန်တယ်အယုတ်ဆိုးကြီးတန်တာပြောပြီးတဲ့အခါဘာပြောမလို့ဆိုရင်လှတာပတာကြတော့ရောအကြောင်းမဲ့လားသူကသူလှလာတာလားလို့ဆိုမဟုတ်ဘူးလှတာကဘာကြောင့်လှတော့ဆိုလို့ရှိရင်စိတ်မဆိုးတတ်တဲ့ပုဂ္ဂိုလ်လှတယ်တဲ့စိတ်မဆိုးတတ်ဘူးဒေါသဖြစ်เสียတွေ့ပြီမဲ့လို့ तू ကသိခံခြင်းခွင့်လွှတ်ခြင်းအပြုံးမပြတ်နေထိုင်ခြင်းတစ်ဖက်သားကအဲ့ဒါလို့အပြုံးမပြတ်နေပို့ပြီးတော့စိတ်ကတိုးလာတတ်သေးတယ်နော်သူ့ကိုမထီမဲ့မြင်လှုပ်တယ်လို့ထင်ကောင်းထင်သေးတယ်အဲ့ဒါမျိုးဒါကတော့
ဘယ်လိုထင်ထင်ပေါ့ဒေါသမဖြစ်အောင်ထိန်းနိုင်ရင်တော့